တော်မူသောမြတ်စွာဘုရားစောစောတုန်းကဘုရားငရင်လှုပ်လိုက်တာအကြီးအကျယ်ပဲတော်လဲတန်နေကြားတယ်ကောင်းကင်ကနတ်စီတွေတီးတယ်အဲ့ဒါဘယ်လိုဖြစ်တာလဲမြတ်စွာဘုရားလိုဘုရားရှင်ကိုရောမြတ်ကိုလျောက်ထားတော်မှာဘုရားရှင်ကိုရောမြတ်ကငလျင်လှုပ်ကြောင်း၈ပါးငလျင်လှုပ်ကြောင်းဘယ်နှပါးကဲဘုန်းကြီးတို့ပြည့်သားကြီးဘုန်းကြီးတို့ဘကိုးမြို့ကြီးငရင်ခလို့ရှင်မောတော်ဘုရားကြီးပြိုကျပျက်စီးတာတွေအခုဘာကြသေးတုံးတရင်ထဲမှာငရင်တွေလှုပ်နေတာမကြောက်ဘူးလားပြည့်သားကြီးဘယ်နိုင်ငရင်လို့တော့ဘလောက်သေးတယ်ဆိုတာဘုန်းကြီးတို့မြတ်စွာဘုရားကငရင်ဘာကြောင့်လှုပ်တယ်ဆိုတာကိုငရင်လှုပ်ခြင်း၈မျိုးငရင်လှုပ်ခြင်းအကြောင်းဘယ်နှမျိုးကဲဆိုလိုက်သမ်းမှာဓာတ်၆ချာအင်းတကုရှင်တို့ဘိညာဉ်စွမ်းအားဇံကစားနှင့်မြတ်ဖရာစိန်တွေပရမေတို့တန်တေယူကခွာရတလစ်ဖရာဖြစ်တီမိတ်လစ်ဓမ္မစစ်တစ်ချက်အာယုစွန့်လွတ်မှုကအနုပါတိနိဗ္ဗာန်မီရှစ်လီမြေလုံးကြောင့်ဓာတ်၆ချာအင်းတကုရှင်တို့ဘိညာဉ်စွမ်းအားစံကစားနှင့်မြတ်ဖရာစိန်နေပရမေတို့တန်တေယူကခွာရတလက်ဖရာဖြစ်တီမိတ်လစ်ဓမ္မစစ်တစ်ချက်အာယုစွန့်လွတ်မှုကအနုပါတိနိဗ္ဗာန်မီရှစ်လီမြေလုံးကြောင့်အဲ့ဒီမှာအာနန္ဒာမေးလို့မြတ်စွာဘုရားရှင်ကိုရောမြတ်သည်ဘုန်းကြီးတို့ပြည်တိုင်မြေလုံးချင်းရဲ့အကြောင်းတရား၈ပါးတဲ့နံပါတ်1ဓာတ်၆ချားလို့လှုပ်တယ်တဲ့ဘာ၆ချားလို့လှုပ်ကဲအဲ့ဒီတော့ဓာတ်၆ချားပုံကိုဘုန်းကြီးတို့ပြောမယ်ပြည်တိုင်ဒီဘုန်းကြီးတို့နေတဲ့လူသားတွေနေတဲ့ပဂတိမြေသားဟာယူဇနာပေါင်း1,200,000ရှိတယ်တဲ့ဘယ်လောက်ရှိလဲအဲ့ဒီဘုန်းကြီးတို့နေတဲ့မြေကြီးရဲ့အောက်မှာကြောက်မြေဘုန်းကြီးတို့ရိုးရိုးနေတာပဂတိမြေပေါ်မှာပဂတိမြေရဲ့အောက်မှာကြောက်မြေရှိတယ်ဘယ်လောက်ရှိလဲပြေးသားအဲ့ဒီကြောက်မြေဟာလဲ1,200,000ရှိတယ်တဲ့ဘယ်လောက်ရှိတယ်တဲ့ပေါင်းရင်2,400,000ရှိတယ်ဘယ်လောက်ရှိလဲ